အားလုံးပဲယေရှုနာမအားဖြင့်အားလုံးမင်္ဂလာပါဟုတ်ဆိုလေအခုလိုမျိုးဒါပထမအဦးဆုံးလာပြီးတော့ Warraby Church မှာလာပြီးဘုရားရှင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းလို့ရတဲ့အတွက်ဘုရားရှင်ကိုထူးပဲကျေးဇူးတင်ပါတယ်ဒီနေ့မှာအလိုအဆုံးဆိုရဲတခြင်းလေးနဲ့ဂုဏ်တော်ချီးမွမ်းကြပါတယ်တခြင်းလေးကအသက်လေးဖြစ်ပါတယ်နားဆင်ပြီးတော့မှဘုရားရှင်ကိုချီးမွမ်းကြမယ်နော်Mas abitare de novo toco, Jesus de me. Te amo ma piango che bagile, bomba le perché. Ci vuole coro yenta, o caine. Scenda da vita e loca che vale. Yes, we will take it on the God bless you all.